အာဆနယ်ဖလားတွေနဲ့ဝေးနေတာသူတို့စီမှာကမ္ဘာ့ဆင့်ကစားမှလုံးဝမရှိတာကြောင့်လို့ဒါဘီပွဲမတိုင်ခင်မှာစကနာထိုးလိုက်တဲ့ဗန်ဒဗက်ပရိသတ်များလုံးမဲ့မင်္ဂလာပါများ highlight မြန်မာ sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးလောကမှာရံဖန်အခါကြားတဲ့ဝေဖန်မှုတွေထဲမှာတချို့ဝေဖန်မှုတွေကတွေးကြည့်လေရေရလေဖြစ်တတ်ပါတယ်အခုလဲမန်ယူကန်တွင်ဝယ်တို့နေရဲ့စကားကိုခြေခံပြီးတော့စပါကစားမဟောင်းရာဖေးဗန်ဒဗက်ကအာဆနယ်တင်းမှာကမ္ဘာ့ဆင့်ကစားမှတယောက်မှမရှိဘူးလို့မျက်နှာသေးကြီးနဲ့ဝင်ပြောသွားပြန်ပါတယ်သူတို့ရဲ့အဆိုအရအာဆနယ်မှာကစားမကောင်းတွေရှိတယ်ထိပ်တန်းကစားမတွေရှိတယ်ဒါပေမဲ့ကမ္ဘာ့ဆင့်တော့မဟုတ်ဘူးတဲ့ဒီစကားကိုကြားလိုက်ရတဲ့အာဆနယ်ပရိသတ်တွေအနေနဲ့ကတော့ဒေါသထွက်ရမယ်စားပေါပေါရှုပ်ဆိုင်နဲ့ရုပ်ရှင်ထိုင်ကြည့်နေရတယ်လို့မျိုးရီမောမိကြပါအသေးချပါဗန်ဒါဘက်ရဲ့စံနှုန်းရကမ္ဘာ့ဆင့်ဆိုတာဘာကိုခေါ်လဲဆိုတာအရင်ဆုံးစဉ်းစားရပါလိမ့်မယ်ပရီးမီးယားလိမှာမပေးစရာထိတ်ဆုံးကနေအပြိုင်ဆိုင်ချန်ပီယံလုနေတယ်ချန်ပီယံလိမှာလည်းခြေစွမ်းပြနေတဲ့အသင်းမှာကမ္ဘာ့ဆင့်ကစားမတယောက်မှမရှိဘူးဆိုတာယုတ်တိမတန်ပါဘူးအဲ့ဒါကဘာနဲ့တူလဲဆိုတော့ကမ္ဘာကျော်မီရှယ်လင်သုံးမရစားတောက်ဆိုင်ကြီးမှာဟင်းသွားစားပြီးမှဟင်းနေရတော့ရတာရှိပါတယ်ထိတ်တန်းစပုံမှုတွေချက်ထားတာတော့ဟုတ်ပါတယ်ဒါပေမဲ့ကမ္ဘာ့ဆင့်တော့မဟုတ်သေးဘူးဗျကျွန်တော်မိမချက်တဲ့ငပိကြီးလောက်မကောင်းဘူးလို့ပြောပြီးတော့စင်ကြေပေးနေတဲ့ဧည့်သည်ကြီးနဲ့တူတူပါပဲကစားမကောင်းတွေစုထားုံနဲ့ပရီးမီးယားလိလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာမှာအသင်းတိုင်းကိုလိုက်ပြီးတော့အနိုင်ကျင့်လို့မရပါဘူးထူးခြားတဲ့စွမ်းရည်ရှိတဲ့ကမ္ဘာ့အဆင့်တွေရှိနေလို့သာအာဆနယ်ကဆရာကြီးနေရာကိုရောက်နေတာဖြစ်ပါတယ်ဗန်ဒါဘက်ရဲ့စံတုံးကကမ္ဘာမြေပြင်ကကစားမတွေအတွက်မဟုတ်ဘဲနဲ့အင်ကာဂျိုကလာကစားမဲ့ဂျိုသားတွေအတွက်တည်တံ့ချန်ထားတာလားလို့မေးစရာရှိပါတယ်ဗန်ဒါဘက်မြင်ကွင်းမှာပျောက်ဆုံးနေတဲ့အာဆနယ်ရဲ့အဓိကကစားမတချို့ကိုဆွဲထုတ်ပြီးတော့သူတို့တကယ်ပဲတာမန်ကစားမကောင်းအဆင့်လေးတွေပဲလားဆိုတာကြည့်ကြရအောင်ပါစတီဘာဆိုရင်ဟာလန်လိုဂိုးသွင်းဆက်ကြီးတွေကိုတောင်မှအိတ်ကတ်ထဲထည့်ပြီးတော့ခတ်ထားနိုင်တဲ့နောက်ခံလူဖြစ်ပါတယ်စလီဘာကိုကမ္ဘာအဆင့်မဟုတ်ဘူးလို့ပြောတာက Rose Right ကားကြီးကိုမြင်ပြီးတော့ဘိန်းလေးတော့ပါသားပဲအင်ဂျင်ကလည်းကောင်းပါတယ်ဒါပေမဲ့လန်ထိတ်ကတက္ကစီလောက်တော့ကမ္ဘာအဆင့်မမီသေးပါဘူးလို့ပြောနေတယ်လို့ပါပဲဗန်ဒါဘက်ကိုရိုင်ကကစားမပွားမှာနံပါတ်10နေရာမှာကစားခဲ့သူဖြစ်ပါတယ်အခုအိုဒီဂတ်ရဲ့ကွင်းလယ်ကဖန်တီးမှုတွေအသင်းကိုဦးဆောင်ပုံတွေကိုကြည့်ပြီးတော့မနာလိုဖြစ်နေသလားမသိပါဘူးအိုဒီဂတ်ကကွင်းထဲမှာမျက်စိနောက်စိပါသလိုဘောလုံးပေးပို့နေတာကိုကမ္ဘာအဆင့်မဟုတ်ဘူးဆိုရင်တော့ပီကာဆိုရဲ့ပကြီးကားကြီးကိုကြည့်ပြီးတော့ဆေးရောင်လေးတရားကိုလှသားပဲဒါပေမဲ့ငါသားလေးဆွဲထားတဲ့တိမ်တိုက်ပုံလောက်တော့အနုပညာမမြောက်သေးဘူးလို့ဝေဖန်နေတဲ့ပကြီးစရာအတူရောင်လို့ဖြစ်နေပါလိမ့်မယ်ဆာကာကညာတောင်မန်မှာပြိုင်ဘက်ခံစင်မှု2ယောက်3ယောက်ကိုအမြဲတမ်းဆွဲခေါ်ပြီးတော့ကစားနေကြသူဖြစ်ပါတယ်Rice ကတော့ကွင်းလယ်မှာအောက်ဆီဂျင်ဘူးတက်ထားသလိုမမောမပန်းနဲ့ကစားနိုင်သူဖြစ်ပါတယ်။သူတို့ကကဘာဆင်မဟုတ်ဘူးလို့ညင်းတာကတကယ်ကိုမျက်လုံးမှိတ်ပြီးတော့လမ်းလျှောက်နေတာပါပဲ။အခုလိုပြောရရင်နောက်ကွယ်အဓိကတော့ချက်ကဗန်နာဘက်ဟာစပါကစားမဟောင်းဖြစ်နေခြင်းပါပဲ။မြောက်လန်နဲ့ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့စပါကစားမဟောင်းတယောက်ကအာဆနယ်ကိုချီးကျူးဖို့ဆိုတာကအကြောင်းအကျက်ကိုမင်းကသိချစ်စရာကောင်းတာပဲလို့သွားပြောဖို့ခဲရင်တယ်လို့မျိုးပါပဲ။သူ့ရဲ့မျက်လုံးထဲမှာစပါကစားမတွေဒါကဘာအဆင်ဖြစ်ပြီးတော့အာဆနယ်ကစားမတွေဆိုရင်လိုလိုနေနဲ့အဆင်တစ်ခုနှိမ့်ချပြီးမြင်နေတတ်တဲ့စပါမျက်မှန်မဲကြီးကိုတက်ထားတာဖြစ်ပါတယ်။ Ryan Gate တို့ဝင်းတို့နေတို့လိုမန်ယူကန်တွေတွေကလည်းအာဆနယ်အောင်မြင်လာတာကိုကြည့်ပြီးတော့မျက်စိစပယ်မွေးစူးနေကြတာတဘာဝဖြစ်ပါတယ်။ဒီတော့မန်ယူကန်တွေနဲ့စပါကန်တွေနှစ်ယောက်ပေါင်းပြီးတော့အာဆနယ်ကိုတိုက်ခိုက်နေကြတာကဘောလုံးလောကရည်စရာအကောင်းဆုံးထွန်းမန်ဂျယ်ရီကတ်တွန်းကားတစ်ပုဒ်ကိုကြည့်နေရတယ်လို့ပါပဲ။အချို့ပြောရင်တော့ Rafael Van der Beek ရဲ့စကားကဒင်းစာမျက်နှာဖုံးမှာနေရာရခြင်းုံတက်တက်ပြောလိုက်တဲ့စကားတစ်ခွန်းသာဖြစ်ပါတယ်။အာဆနယ်မှာကမ္ဘာ့ဆင်ကစားမှမရှိဘူးလို့ယုံကြည်နေသည်။အာဆနယ်ကတော့အဲ့ဒီကမ္ဘာ့ဆင်မဟုတ်တဲ့သူတွေနဲ့ပဲပရီးမီးယားလိကိုဆက်လက်မွေနှောက်နေအောင်မှာဖြစ်ပါတယ်။ဗန်ဒါဘက်အနေနဲ့ရုပ်သံစီစဉ်တွေမှာလူမျိုးဟာသားတွေစက်တိုက်ပြောနေအောင်မယ်ဆိုရင်တော့ဘောလုံးဝေဖန်သူဘွားကနေဟာသားလူရှင်တော်တယောက်ဖြစ်လာနိုင်ကြောင်းပါခင်ဗျာ။စုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။